2026 ခုနှစ်ဧပြီလ26ရက်နေ့ရဲ့ကမ္ဘာတလွှားကထူးခြားဆန်းပြပြီးစိတ်လှရှားဖွယ်ရာသတင်းထူးများကိုစူးစီးတင်ပြပေးလိုက်ပါတယ်။မင်္ဂလာပါရှင်။ဒီနေ့2026ခုနှစ်ဧပြီလ26ရက်နေ့ရဲ့ကမ္ဘာတလွှားကထူးခြားဆန်းပြတဲ့ဖြစ်စဉ်တွေကိုစိတ်ဝင်စားဖွယ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ပထမဆုံးသတင်းအနေနဲ့အင်္ဂါဂြိုလ်ပေါ်ကထူးခြားတဲ့ရှာဖွေတွေ့ရှိမှုအကြောင်းပြောပြချင်ပါတယ်။ NASA ရဲ့နောက်ဆုံးမော့စူးစမ်းရေးရန်ဟာအင်္ဂါဂြိုလ်ရဲ့မီအောက်အနက်ပိုင်းမှာတန်ဆင်တဲ့ရေခဲထပ်တွေကိုရှာဖွေတွေ့ရှိခဲ့တယ်လို့ဒီနေ့မှထုတ်ပြန်လိုက်ပါတယ်။ဒါဟာအနာဂတ်လူသားမျိုးနွယ်တွေအင်္ဂါဂြိုလ်ပေါ်အခြေချနေထိုင်နိုင်ဖို့အတွက်မျှော်လင့်ချက်အလင်းတန်းတစ်တခုပဲဖြစ်ပါတယ်။ဤပညာလောကမှာလည်းအံ့အားသင့်စရာတွေဖြစ်ပေါ်နေပါတယ်။ဂျပန်နိုင်ငံကသိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ဟာလူသားတွေရဲ့အိမ်မက်ကိုဗီဒီယိုအဖြစ်ပြန်လည်ဖော်ပြပြီးတိုင်းနဲ့ AI စနစ်တစ်ခုကိုအောင်မြင်စွာစမ်းသပ်နိုင်ခဲ့တယ်လို့ဒီနေ့မှထုတ်ပြန်လိုက်ပါတယ်။အခုဆိုရင်တင်အိပ်ပျော်နေစဉ်ဘာတွေမြင်မှတ်ခဲ့တယ်လဲဆိုတာကိုနိုးလာတဲ့အခါမှာဖန်သားပြင်ပေါ်မှာပြန်လည်ကြည့်ရှုနိုင်တော့မယ့်အခြေအနေကိုရောက်ရှိလာတာပါ။အန်နဝါဘေတော့ဘက်မှာလည်းထူးခြားမှုတစ်ခုရှိနေပါတယ်။ Pacific သမုဒ္ဒရာရဲ့အနက်ဆုံးနေရာမှာရခိုင်ကတခါမှမမြင်ဘူးသေးတဲ့ကိုထဲကနေရောင်စုံအလင်းတန်းတွေထွက်နေတဲ့သတ္တဝါအသစ်တစ်မျိုးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒီသတ္တဝါဟာပင်လယ်ရေအမ်လောကရဲ့လူဝက်ချက်တွေကိုဖော်ထုတ်ဖို့အတွက်တော့ချက်တစ်ခုဖြစ်လာနိုင်ပါတယ်။နောက်ဆုံးသတင်းအနေနဲ့ကတော့ဥရောပတိုက်ကထူးခြားတဲ့ရှေးဟောင်းသုတတေသနာသတင်းမှာအီတလီနိုင်ငံရဲ့မြေအောက်လောင်ကူတစ်ခုထဲမှာလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကြီးကရောမခေတ်နည်းပညာနဲ့တည်ဆောက်ထားတဲ့ယနေ့ထက်ထိအလုံးလုံးနေစေဖြစ်တဲ့ရေပေးဝေရေစနစ်တစ်ခုကိုမမျှော်လင့်ပဲရှာဖွေတွေ့ရှိခဲ့ပါတယ်။ရှေးခေတ်လူသားတွေရဲ့အသိဉာဏ်မြင့်မားပုံဟာအခုခေတ်အင်ဂျင်နီယာတွေကိုတောင်အံ့အားသင့်စေခဲ့ပါတယ်။ကမ္ဘာတလွှားကစမ်းပြထူးခြားတဲ့သတင်းတွေကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်စိတ်လှရှာဖွယ်ရာသတင်းတွေကိုလည်းဆက်လက်တင်ဆက်ပေးသွားမှာမို့စောင့်မျှော်ကြည့်ရှုပေးကြပါအောင်ရှင်။